လို့ဘဝမှာတကများလဲပြောလို့မပြီးပါအပြုံးနဲ့လဲပွင့်လို့မဆုံးပါဒါကြောင့်ကိုရဲ့ဝေကရဲ့အစင်းတဲ့ဝင်လာလေကိုယ်တော်ကဖြစ်ပြတဲ့များဟာ